အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ TikTok account တွေကို Gmail ချိန်ဖို့အတွက်မသိသေးတဲ့သူတွေအတွက် TikTok account Gmail ချိန်နည်းလေးကိုကျွန်တော်မျှဝေပေးသွားပါမယ် account တွေကိုကျွန်တော်တို့ကသူများတဲ့ကားကိုပြန်ရောင်းတာပဲဖြစ်ဖြစ်သူများ account ကိုကျွန်တော်တို့ကပြန်ဝယ်တာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ Gmail ကိုဘယ်လိုချိန်ရမလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ် TikTok account လေးတွေကိုဝင်လိုက်ပါမယ်ကျွန်တော် TikTok account လေးတွေရောက်သွားတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်ကဒါ iOS ဖုန်းနဲ့ပြပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့ Android ဖုန်းဆိုလို့ရှိရင်လည်းဒီလိုမျိုးပေးနာလေးရပါတော့ဒီလိုမျိုးမြင်းသုံးချောင်းလေးပေါ့နော်ဒါမျိုးလေးနေရာကိုနှိပ်လိုက်မယ်နော်ကျွန်တော်တို့ဒီလိုလေးပေါ်လာပြီဆိုကျွန်တော်တို့ဒီမှာsetting and privacy เนาะဒီနေရာလေးကိုနှိပ်လိုက်မယ်เนาะဒီနေရာလေးကိုဆက်နှိပ်လိုက်မယ်ဟုတ်ပြီဒီနေရာလေးရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအပေါ်ကကျွန်တော်တို့က account ဆိုတဲ့နေရာလေးကိုဆက်နှိပ်မယ်เนาะဒီမှာ account ဆိုတဲ့နေရာလေးကိုဆက်နှိပ်လိုက်မယ်โอเคဒီနေရာလေးရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ account information ရှိမယ် password ရှိမယ်เนาะကျွန်တော်တို့ဒီမှာเนาะ password တွေထည့်လို့ရတယ်ပေါ့เนาะဒီဟာလေးတွေလည်းကျွန်တော်ရှင်းပြပေးမယ်เนาะကျွန်တော်အရင်ဆုံး account information လေးတွေကိုနှိပ်လိုက်မယ်ဒီနေရာလေးရောက်သွားပြီเนาะဒီနေရာရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ Japan region ဖြစ်တဲ့အတွက်ဒီမှာเนาะဒီ Japan region စစ်နေလဲဒီနေရာမှာစစ်လို့ရတယ်เนาะကျွန်တော်တို့ဒီမှာ Japan region ဆိုတာအလေးကိုကျွန်တော်တို့ဒီဟာပြပေးเนาะ Japan region လေးအဲ့တော့ကျွန်တော်တို့ Gmail ချိန်ဖို့အတွက်ကျွန်တော်တို့ဒီမှာ Gmail ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်လိုက်မယ်เนาะဟုတ်ပြီကျွန်တော်တို့က Gmail ဆိုတဲ့နေရာနှိပ်လိုက်ကျွန်တော်ဒါမျိုးလေးပေါ်လာပြီเนาะဒါမျိုးလေးပေါ်လာတဲ့အခါကျတော့ကျွန်တော်တို့ Gmail ကိုပေါ့เนาะတချို့ဆိုရှင် account တွေကို hack တာတို့ပါလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Gmail ကိုသူများတွေကခဏကျွန်တော်တို့ account ဝင်ကြည့်မယ်ဆိုကျွန်တော်တို့ရဲ့ Gmail link ဆိုပြီး link ဖြုတ်သွားတဲ့အခါကျရင်ကျွန်တော်တို့ account တွေပါသွားတတ်ပါတယ်ဒီနေရာလေးမှာကျွန်တော်တို့သတိထားစရာအကြောင်းအရာလေးကျွန်တော်နောက်ဗီဒီယိုနဲ့တက်တက်တင်ပေးမယ်เนาะကျွန်တော် Gmail ချိန်နဲ့ဒီနေရာလေးရောက်လာကျွန်တော်ဒီမှာချိန် Gmail ဆိုတာเนาะချိန် email ဆိုတာလေးတွေ့လိုက်မယ်เนาะချိန် email ဆိုတာလေးကျွန်တော်နှိပ်လိုက်မယ်โอเคဒီလိုလေးပေါ်လာပြီပေါ့เนาะဒီလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဒါ two step တွေပါတွေခံတဲ့အဆင့်လေးလဲကျွန်တော်ပြီးရင်ဆက်ပြောပြပေးမယ်เนาะအခုတော့ကျွန်တော်တို့ဒီ continue ဆိုတာလေးကိုနှိပ်လိုက်မယ်เนาะโอเคဒီလို continue ဆိုတာလေးနှိပ်ပြီးရတဲ့အခါကျတော့ကျွန်တော်တို့ကကျွန်တော်တို့ချိန်ကျင်တဲ့ကျွန်တော်တို့ Gmail လေးပေါ့เนาะကျွန်တော်တို့ချိန်ကျင်တဲ့ Gmail number ကို Gmail ကိုဒီမှာထည့်ပေးရမှာပါတခုဒီနေရာမှာသိထားရမှာပါကျွန်တော်တို့ချိန်လိုက်တဲ့ Gmail က TikTok နဲ့မ join ထားဖို့လိုပါတယ် TikTok နဲ့ join ထားတဲ့ဆိုရင် Gmail တစ်ခုကိုကျွန်တော်တို့ TikTok account တစ်ခုနဲ့ပဲ join ထားလို့ရပါတယ်တပြိုင်နက်တည်းကျွန်တော်တို့ TikTok account နှစ်ခုနဲ့ join လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနားလေးမှာကျွန်တော်တို့ရဲ့ဒီ Gmail လေးကိုရိုက်ထည့်ချိန်မဲ့ Gmail လေးကိုကျွန်တော်ရိုက်ထည့်လိုက်မယ်နော်ကျွန်တော်တို့ကဒီမှာ Gmail လေးရိုက်ထည့်ပြီးသွားတဲ့အခါကျတော့ကျွန်တော်တို့ကဒီအောက်က continue ဆိုတာလေးကိုဆက်နှိပ်လိုက်အောင်ဖြစ်ပါတယ်ပေါ့နော်ဒီ continue ဆိုတာလေးကိုဆက်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့မှာကျွန်တော်တို့ကိုသူကအဲ့ဒီမှာကုတ်6လုံးပေါ့နော်ကျွန်တော်တို့ချိန်လိုက်တဲ့ Gmail ကိုကုတ်6လုံးပို့မှာဖြစ်ပါတယ်အဲ့ကုတ်6လုံးပို့လို့ရှိရင်ကျွန်တော်တို့ကအဲ့ကုတ်6လုံးလေးကိုရိုက်ထည့်လိုက်တာနဲ့ကျွန်တော်တို့က Gmail လေးကဒီနေရာလေးမှာ Gmail လေးချိန်သွားမှာဖြစ်ပါတယ်ပေါ့နော်ဒါကကျွန်တော်ကချိန်စရာ Gmail ဟိုမလိုအပ်လို့ကျွန်တော်ဒီအကြောင်းဒါဆက်မရှင်းပြတော့ဘူးเนาะတကယ်လို့ဒီနားလေးကိုနားမလည်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်နောက်ထပ်ဒီခါကျရင်ချိန်ပြပြီးတော့ဆက်ရှင်းပြပါမယ်เนาะဒါက Gmail ချိန်နည်းလေးကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်